ရန်ပွဲပြဿနာတွေလုံသမားတွေကြားကစတင်ပေါက်ဖွာလာတဲ့ပရီးမီးယားလိဂ်အသင်းကြီး6သင်းရဲ့ရာဇဝင် မန်ယူနိုက်တက်ရဲ့နာမည်အစကမန်ယူနိုက်တက်မဟုတ်ခဲ့သလိုလီဗာပူးဟာလည်းကွင်းငါးကရန်ပွဲတစ်ခုကြောင့်ဖြစ်ပေါ်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။အသင်းကြီး6သင်းရဲ့နာမည်တွေနောက်မှာလူမသိသေးတဲ့ထူးဆန်းတဲ့သမိုင်းကြောင်းတွေရှိနေပါတယ်။အဲ့ဒါတွေကဘာတွေဖြစ်မလဲ။အခုပဲကြည့်လိုက်ကြရအောင်။နံပါတ်1ချယ်ဆီပထမဆုံးအနေနဲ့အသင်းကြီး6သင်းထဲမှာတီထောင်သက်အနှုဆုံးဖြစ်တဲ့ချယ်ဆီအကြောင်းကနေစရအောင်။ချယ်ဆီအသင်းစတင်လာခဲ့တာကတော့စီးပွားရေးသမားတစ်ယောက်ရဲ့စိတ်ကူးကနေစခဲ့တာပါ1905ခုနှစ်မှာဂတ်မီယာကစတန်ဖို့ဘရစ်ကွင်းကြီးကိုဝယ်ယူလိုက်ပြီးဖူဝမ်သင်းကိုလာကစားဖို့ကမ်းလှမ်းခဲ့ပါတယ်။ဖူဝမ်သင်းကလာကစားဖို့ညှင်းပယ်လိုက်လို့ကိုပိုင်အသင်းတီထောင်ပစ်ခဲ့ပါတယ်။စကတော့သူတို့ဟာ Stamford Bridge FC လို့ပေးဖို့လုပ်ခဲ့ပါသေးတယ်။ဒါမှမဟုတ် London FC လို့ပေးဖို့လည်းစဉ်းစားခဲ့ဘူးပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အနီးနားကချမ်းသာတဲ့ခရိုင်နာမည်ဖြစ်တဲ့ Chelsea ကိုပဲရွေးချယ်ခဲ့တာပါ။ဒါကြောင့် Chelsea ဟာကွင်းကအရင်ရှိပြီးမှအသင်းကနောက်မှပေါ်လာတဲ့ထူးခြားတဲ့သမိုင်းကြောင်းရှိနေပါတယ်။နံပါတ်1လီဗာပူး FC ဒုတိယသင်းကတော့လီဗာပူးပါ။လီဗာပူးသင်းဖြစ်လာပုံကတကယ်ကိုထူးဆန်းပါတယ်။1892ခုနှစ်မတိုင်ခင်ကအန်ဖီကွင်းမှာအေဗာတန်သင်းကစားခဲ့တာပါ။ဒါပေမဲ့ကွင်းမှရှင်ဂျွန်ဟိုရင်းကကွင်းငါးကကိုတစ်နှစ်ပေါင်100ကနေ250အထိစမတန်တိုးမြင့်လိုက်တဲ့အတွက်အေဗာတန်သင်းနဲ့စကားများပြီးအေဗာတန်သင်းကကွင်းထဲကနေအပြီးပိုင်ထွက်သွားခဲ့ပါတယ်။အဲ့ဒီမှာရင်ကွင်းပိုင်ရှင်ကသူ့ကွင်းမှာကစားမဲ့အသင်းကိုချက်ချင်းတီထောင်လိုက်ပါတယ်။အဲ့ဒါကတော့လီဗာပူးအသင်းပါပဲ။ကဲဒါအဲ့ဒီတုန်းကကွင်းငါးကပြဿနာမရှိခဲ့ရင်လီဗာပူးဆိုတဲ့အသင်းဟာဘာပေါ်မှာရှိလာမှာမဟုတ်ပါဘူး။နံပါတ်3အာဆင်နယ်1886ခုနှစ်မှာလန်ဒန်တောင်ပိုင်းက Royal Arsenal လက်နက်ဆက်ယုံကလူသမားတွေစုပေါင်းပြီးတော့ Arsenal ကိုတည်ထောင်ခဲ့ပါတယ်။စကတော့သူတို့က Dia Square လို့နာမည်ပေးခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့လက်နက်တိုက်ကိုဆွဲပြုတ်ပြီးတော့ Arsenal လို့ဖြစ်လာတာပါ။သူတို့ရဲ့ logo မှာအမြောက်ပုံပါရတာကလည်းဒီလက်နက်ဆက်ယုံမှာအမြောက်တွေထုတ်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာက Arsenal ဟာ1913ခုနှစ်မှာမြောက်လန်ဒန်ပိုင်းကိုပြောင်းရွှေ့လာတာဖြစ်လို့အဲ့ဒီဒေသကအသင်းတွေကသူတို့ကိုခုထက်ထိကျူးကျော်သူလို့သတ်မှတ်ခဲ့ကြပါတယ်။နံပါတ်4 Tottenham Hotspur စပါးသင်းရဲ့နာမည်ကတော့ရန်ကုန်ရိုမန်တစ်ဆန်ပါ1882ခုနှစ်မှာကျောင်းသားလူငယ်တစုကစတင်တည်ထောင်ခဲ့တာပါ။သူတို့ဟာစလီယာစုကအင်္ဂလန်သူရဲကောင်းဆာအန်နရီပါစီကိုအားကျလို့သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Hotspur ဆိုတဲ့နာမည်ကိုယူခဲ့တာ။ Henry Percy ဟာတိုက်ပွဲဝင်ရင်မြင်းကိုအရှိန်ပြင်းပြင်းစီးတက်ပြီးခြေထောက်ကစပါးလို့ခေါ်တဲ့ကျွတ်နဲ့မြင်းကိုအမြဲတမ်းဆွပေးလေးရှိလို့ Hotspur လို့ခေါ်ကြတာပါ1884ခုနှစ်မှာတော့ခြားသင်းနေရဲ့နာမည်မအောင် Tottenham Hotspur လို့တရားဝင်အမည်တွင်စီခဲ့ပါတယ်နံပါတ်5 Manchester City နောက်သင်းကတော့ Manchester City ပါသူတို့ရဲ့သမိုင်းကတော့လူမှုကူညီရေးကနေစတင်ခဲ့တာပါ1880ခုနှစ်မှာ St. Matt West Gordon ဆိုတဲ့နာမည်နဲ့ဘုရားကျောင်းတစ်ခုကနေတည်ထောင်ခဲ့ပါတယ်အဲ့ဒီတုန်းကမြို့ထဲမှာရန်ကားနေတဲ့ gangster ရန်ပွဲတွေနဲ့ရက်သေးတာတောက်စားမှုတွေကိုထိန်းချုပ်ဖို့လူငယ်တွေကိုဘောလုံးကစားခိုင်းရတာနဲ့စပြုတ်ခဲ့တာပါနောက်ပိုင်းမှာတော့ Edward AFC လို့နာမည်ပြောင်းခဲ့ပြီးတော့1894ခုနှစ်မှာတော့ဒီမျိုးလုံးကိုကိုစားပြုတဲ့အသင်းဖြစ်စေခြင်းလို့ Manchester City လို့တရားဝင်နာမည်ပြောင်းခဲ့တာပဲဖြစ်ပါတယ်နံပါတ်6 Manchester United သင်း6သင်းထဲမှာတော့တီထောင်သက်အရှင်ဆုံးက Manchester United ပါပဲ1888ခုနှစ်မှာစတင်တည်ထောင်တော့ကသူတို့နာမည်က Newton Heath LYR လို့ခေါ်ပါတယ်ဒီအသင်းကိုလန်ကာရှားယားနဲ့ရော့ရှားယားထားတန်လန်ကုမ္ပဏီကိုကိုစားပြုတာဖြစ်ပြီးအဲဒီကအလုပ်သမားတွေနဲ့စုပေါင်းတည်ထောင်ခဲ့တာဖြစ်ပါတယ်သူတို့ဟာကြောင်မီးသွေးတွေပေကျန်နေတဲ့လက်ဝတ်စုံတွေနဲ့ပဲဘောလုံးကန်ခဲ့ကြတာပါ1902ခုနှစ်မှာအသင်းဒေဝါလီခံကန်နီးဖြစ်ချိန်မှာလုပ်ငန်းရှင်ကြီးဂျွန်နရီဒေးဗီကဝယ်ယူကယ်တင်ခဲ့ပြီး Manchester United လို့နာမည်ပြောင်းခဲ့ပါတယ်စာကတော့သူတို့ဟာ Manchester Central ဆိုတဲ့နာမည်ကိုပေးဖို့စဉ်းစားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ United ဆိုတဲ့နာမည်ကပဲကဘာကျော်သွားခဲ့တာဖြစ်ပါတယ်။ဒါကတော့ Premier League အသင်းကြီး6သင်းရဲ့နာမည်စတဲ့သမိုင်းကြောင်းတွေပဲဖြစ်ပါတယ်။မိတ်ဆွေရောဘယ်အသင်းရဲ့ပြည်သက်လဲ။ဘယ်အသင်းရဲ့သမိုင်းကြောင်းကမိတ်ဆွေကိုအံ့ဩစေဆုံးလဲဆိုတာကွန်မန့်မှာရေးသွားပေးကြပါဦး။နောက်ထပ်စိတ်ဝင်စားစရာဘောလုံးကြောင်းရာလေးတွေကိုကြည့်ဖို့ Football Tube MN Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးဖို့လည်းမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတူပဲတင်ပါတယ်ဗျာ